တာရှိလေးမျိုးမှာရှိတဲ့စိတ်ချမ်းလို့လည်းခေါ်တယ်တိုးချမ်းလို့လည်းရှုပ်ကလေးရှိတဲ့ကဖေးဆိုင်လို့ရောက်နေတယ်ကဖေးဆိုင်က great solution ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ရှိတဲ့နေရာလေးကိုလိုက်ပြောက်ရုံချက်တော့လိုက်ခဲ့တယ်အခုဘလော့လားတမီးဘလော့လားနေ့အောင်လုံးမဲ့ဘလော့လားမှာပါတော့ဟောမှာဆိုတာစိတ်ကလေးရှိပါဘာလဲခံလို့ရမှာဒါပေမဲ့နေ့လည်ကျရင်တော့နေပူတော့ပါတော့ညနေခင်းဆိုတော့အဆင်ပြေပါတယ်မ view လေးကိုကြည့်ကိုကြည့်ပြီးကြည့်ချီကိုကြည့်ပါဒီမှာဆိုလဲ view လေးရှိပါရောချက်ပါ